ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ setting ချိန်ပုံချိန်နည်းလေးပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ document ဆင်းလေးတွေ iPhone မှာဘယ်လို setting ချိန်လဲဆိုတာလေးကိုတစ်ချက်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီပို့လိုက်တဲ့ link လေးတွေဝင်လိုက်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီဒန်းရဲ့ဘေးနားအောက်မြားလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင် save to file လေးနှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒါ save လေးနှိပ်လိုက်ပါမယ်ပေါ့ပြီးရင်ဒန်းပေါ့နော်ပြီးရင်ဒီကထွက်လာပြီးတော့ကျွန်တော်ဒီ file ဆော့ရဲ့အပြောင်းလေးတွေဝင်လိုက်မှာဖြစ်ပါတယ်ပြီးရင်ဆောနာကျွန်တော်ဒီ file လေးရှိမယ်အဲ့ကောင်ရဲ့ပုံလေးကိုနှိပ်လိုက်ပါ profile download ဆိုပေါ်လာပါပြီပေါ့နော်ဆိုတော့ကျွန်တော် close ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်ထွက်လိုက်မယ်ပြီးရင်ကျွန်တော်ဘယ်ထဲသွားအောင်လဲဆိုတော့ setting ထဲကိုသွားမှာဖြစ်ပါတယ် setting ထဲမှာ profile download ဆိုပြီးတော့ဒါပေါ်လာပါတယ်ပေါ့နော်ဒီကနေဝင်လဲရပါတယ်ပေါ့ဒီကနေဝင်လဲရသလိုဒီမှာမပေါ်လာခဲ့သည်ရှိတော့ကျွန်တော်တို့ဘယ်ကနေသွားအောင်လဲဆိုလို့ရှိရင်ဒါပုံမှန်တိုင်း January ထဲသွားမယ်ပြီးလို့ရှိရင်ဒါအောက်နာလေးမှာ VPN and device management ဆိုရှိတယ်အဲကောင်လေးဝင်ပြီးတော့ဒီမှာကကျွန်တော်တို့အရင်တော့သုံးထားတဲ့ file ရှိနေတယ်ပေါ့နော်အရင်တော့သုံးထားတဲ့ file မရှိဘူးဆိုရင်ဒီကောင်ကနေတန်းပြီးတော့ install သွားလိုက်လို့ရတယ်အခုအရင်တော့သုံးထားတဲ့ file ရှိတာဖြစ်တဲ့အတွက်အရင်တော့ကျွန်တော်တို့တခြား sync တွေထည့်သုံးထားရဆိုရင်ဒီမှာ file အဟောင်းလေးရှိနေလိမ့်မယ်အဲကောင်လေးကျွန်တော်နှိပ်မယ် remove profile လေးအရင်နှိပ်ပေးပဲပြီးရင် screen password လေးထည့်ရပါမယ်ပေါ့ဆိုတော့ဒီကောင်လေးကို remove အရင်လုပ်လိုက်ပါပြီးတော့ဒီ file လေးတစ်ခု Sona download လုပ်ခဲ့တဲ့ file လေးပဲရှိမယ်အဲကောင်လေးကျွန်တော်တို့ install လုပ်ပါမယ်ပေါ့ install လုပ်တဲ့အခါမှာကျွန်တော်တို့ screen password လေးထည့်ပေးရမှာပဲဖြစ်ပါတယ်ပေါ့ဒါဆိုကျွန်တော်တို့ niche install အနေအောင် install လေးသွားမယ်ပြီးရင်ဒါဒီတကယ်တော့ဒီမှာအမှန်ချက်လေးတို့ down လို့ပေါ်အောင်ပါကွာဒီကောင်ဖွေးနေတယ်ရတယ်ပါပြောရမယ်ဒါဆိုရင်ကျွန်တော်တို့ setting ချိန်တဲ့ကိစ္စပြီးသွားပြီပဲဖြစ်ပါတယ် internet စင်တိုင်တက်ပြီး internet နဲ့သုံးလို့ရမှာဖြစ်ပါတယ်โอเคမတက်လာခဲ့သည်ရှိတော့ကျွန်တော်ဒါ airplane mode လေး on ပြီးတော့ပြန် off လိုက်တယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအဆင်ပြေကြပါစေခင်ဗျ